အိုက်ဒေါတွေကပြည်ပြည်ဆောင်တဲ့လူသားတွေဖြစ်တယ်လို့ယုံကြည်နေကြတဲ့သူတွေလည်းရှိပါတယ်။အဲ့ဒီလူတွေကိုအိုက်ဒေါဖန်တွေလို့ခေါ်ပြီးအိုက်ဒေါတွေရဲ့ကျွမ်းကျင်တဲ့အလိညာတွေကိုယုံကြည်နေကြတဲ့လူတွေပဲဖြစ်ပါတယ်။သူ့နာမည်ကဂိုရူအမာမီယာလို့ခေါ်ပြီးဘီကိုမာချီရဲ့ပြိတ္တဖြစ်တဲ့အပြင်သူအကျိန်ဆုံးကတော့အိုင်းပဲဖြစ်ပါတယ်။ဘီကိုမာချီအဖွဲ့ရဲ့တပ်တန်းက၄နှစ်လောက်ရှိပြီမို့စတီထောင်ကလေးကတဖြည်းဖြည်းနဲ့နာမည်ရလာပြီးလူရင်းရဲ့အကျိန်ဆုံးဖြစ်တဲ့အိုင်းဟာဘလောက်တော်ကြောင်ရှင်းပြနေတဲ့အချိန်သူနာပြမီးဖွင့်လိုက်ပါတယ်။ဂိုရူအာဆရာဝန်တယောက်ဖြစ်နေတာမို့ဒူနာရဲ့ကရင်ဘေးမှာအိုက်ဒေါအခွေဖွင့်နေတာကထူဆန်းကြောင်သူနာပြပြောလိုက်တော့လက်ပါတဲ့အရာကိုကြည့်ရင်ကျမကြီးအတွက်ကောင်းကြောင်ဂိုရူကရှင်းပြလိုက်ပါတယ်။အားရင်ကျမကြီးအချိန်လေးကြောင့်ခဏနားရမယ်ဆိုတဲ့တင်သူနာပြပြောလာတော့ဂိုရူကဝမ်းနေရပါတယ်။စိတ်ယုံရဲ့ခေါင်းမိုးထက်မှာဂိုရူကအသက်16ပဲရှိသေးတဲ့အာယုံသဘောကျနေလို့ဒိုလီကွန်လာဆိုပြီးသူနာပြမေးတော့ဂိုရူကမဟုတ်ကြောင်ညင်းပြီးအာယုံသဘောကျတဲ့အကြောင်းရှင်းပြလာပါတယ်။လွန်ခဲ့တဲ့၄နှစ်ခန့်ကဒီစေယုံမှာလှုပ်တင်မစ်ဆာစင်းတဲ့အချိန်အုံနောက်အကျိတ်ယောဂခံစားနေရတဲ့စနေနေ့ရဲ့ကလေးမနဲ့ဆုံခဲ့ပါတယ်။သူ့နာမည်ဆရီနာလို့ခေါ်ပြီးဘီကူမာချီရဲ့ဖန်ဖြစ်တဲ့အပြင်သူ့အကျိတ်ဆုံးကတော့သူနဲ့အသက်တူတဲ့အိုင်းဖြစ်ကြောင်းပြောခဲ့ပါတယ်။ဆရီနာကသူတာပြန်လဲမွေးဖွားခွင့်ရမယ်ဆိုရင်နာမည်ကြီးတယောက်ရဲ့ကလေးအဖြစ်မွေးဖွားလာပြီးသူလိုချင်တဲ့အိုင်းလိုမျိုးရုပ်ရည်နဲ့ဆိုမိဘရဲ့အဆက်အသွယ်နဲ့အိုက်ဒေါလုပ်မယ်လို့ပြောပြနေပါတယ်။ဆရီနာကကျမကြီးကောင်းလာလို့စေယုံစင်းပြီးအိုက်ဒေါလုပ်မယ်ဆိုရင်တော့သူ့ရဲ့ပြိတ္တအဖြစ်ရှိနေပြီးအမြဲတမ်းအားပေးမယ်ဆိုတဲ့ဂိုရီရဲ့စကားကြောင့်ဝမ်းသာပြီးတော့ပြစ်ဖက်လိုက်ပါတယ်။ဒါပေမဲ့ဆရီနာကအုံနောက်အကျိတ်ယောဂကြောင့်ပဲတိတ်မကြခင်ပဲဆုံးသွားခဲ့ပါတယ်။ဒီလိုမျိုးတွေကြောင့်ဂိုရူကဆရီနာနဲ့တက်တူတဲ့အာယုံအားပေးနေတာဖြစ်ပြီးအာယုံမြင်ဆရီနာကိုတတိယကြောင့်သူနာပြုရှင်းပြလိုက်ပါတယ်။ဂိုရူကအာယုံစိတ်ပူနေခဲ့ပေမဲ့ကိုဝင်တဲ့မိန်းကလေးတယောက်ကိုစစ်စစ်ဖို့တော်လိုက်ပါတယ်။စစ်မဲ့တန်းကိုဖတ်ကြည့်တော့ဟိုရှိနိုမိန်းကလေးကအသက်16နှစ်ဆိုပေမဲ့ကိုဝင်ကတော့၄လခွဲဖြစ်နေပါပြီ။ကိုရေးကျုံဖတ်လိုက်တော့လေသူတည့်ရဲ့အိုင်းနဲ့စင်နေတာကြောင့်တခြားကြည့်နေတဲ့ချိန်အဲ့ဒီမိန်းကလေးကအုတ်ထုတ်ချွတ်လိုက်တဲ့အခါအိုင်းဖြစ်နေမှန်တိလိုက်ရတော့အောင်သွားပါတယ်။ဂိုရူကတင်စင်စရာတွေရှိသေးတာမလို့ခဏဆောင်မပြောခဲ့ပြီးအပြင်မှာပောက်ကွဲနေပါတယ်။အိုင်းပြီးမှရှိနေတဲ့လူကအေဂျင်စီရဲ့ဥက္ကဋ္ဌဖြစ်ပြီးကိုဝင်ကဘလို့ရပြီးအဖေကဘသူလဲလို့ဆိုတာမင်းနေတာကြတော့ဂိုရူကလည်းချောင်းပြီးတော့နားထောင်နေပါတယ်။ကလေးအဖေဘသူဆိုတာပြောပြမယ်ထင်တာပေမဲ့အိုင်းကတော့လိုဝက်ချက်ဆိုပြီးတော့ပဲပြောလိုက်ပါတယ်။စစ်စစ်ချက်အဖြစ်ထွက်လာတော့အိုင်းမှရှိနေတာကအမော်ဘူးဖြစ်နေပြီးဥက္ကဋ္ဌကကလေးကိုသာလူသိရှင်ကြမွေးအိုင်းနဲ့သူ့ရဲ့အေဂျင်စီကတော့ပွဲသိမ့်ပြီလို့ပြောနေပါတယ်။ဂိုရူကတော့အိုင်းဘာပဲဖြစ်ဖြစ်အားပေးနေမှာဖြစ်ပြီးတကယ်လို့ကလေးသာမွေးလိုက်မယ်ဆိုရင်တော့အိုင်းရဲ့ပေါ်ရိပ်တွေကကြာဆင်းသွားမှာပဲလို့တွေးနေတဲ့အချိန်အိုင်းကစီးရုံအပေါ်ထက်ကိုတက်လာပါတယ်။အိုင်းတီစီးရုံကိုလာတက်ရတာကလည်းဥက္ကဋ္ဌရဲ့အကြံဖြစ်ပြီးတိုချိုမာဆိုလူတီတောင်းမှဆိုလို့ပါ။ဂိုရူကအိုင်းကိုအိုက်ဒေါဆက်မလုပ်တော့ဘူးလို့ထင်တာပေမဲ့အိုင်းကကလေးလည်းမွေးပြီးအိုက်ဒေါလည်းဆက်လုပ်သွားမယ်လို့ပြောလိုက်တာကြောင့်အော်သွားပါတယ်။အိုင်းကမိသားစုမရှိခဲ့တာကြောင့်မွေးလာမဲ့ကလေးနှစ်ယောက်နဲ့အတူကြောက်ဖူးကောင်းတဲ့မိသားစုတိစောက်သွားမယ်လို့ဆိုလာပါတယ်။အိုက်ဒေါတွေကအကိုးကွက်ခံနေဖြစ်ပြီးအလိညာကြီးနဲ့ပြည့်နေတဲ့လူသားတွေဖြစ်တဲ့အကြောင်းဂိုရူကိုပြောပြလိုက်ပါတယ်။လူတွေမသိအောင်ကလေးမွေးပြီးအိုက်ဒေါအဖြစ်ဆက်ရှိနေတာကအမေတယောက်ရဲ့ပျော်ရွှင်မှုအိုက်ဒေါရဲ့ပျော်ရွှင်မှုအဲ့ဒီပျော်ရွှင်မှုတစ်ခုလုံးခန်းစားချင်တာကြောင့်လို့ဆိုပါတယ်။ဒီလိုမျိုးကြားရတဲ့ဂိုရူကလည်းအိုင်းရဲ့စိတ်ကိုသဘောကျသွားပြီးအိုင်းရဲ့ကလေးတွေကိုကြကြမမနဲ့မွေးပြီးမယ်လို့ကတိပေးလိုက်ပါတယ်။စိတ်ယုံမှနာမည်ရင်းဖြစ်တဲ့ဟိုရှိနိုအိုင်ယွန်တောင်းရင်လူတီတောင်းမှဆိုတာကြောင့်နာမည်အတုနဲ့ပဲစီရင်သွင်းထားပါတယ်။အိုင်းကအသက်ငယ်ပြီးကလေးဦးကောင်းအောင်ကြီးတာကြောင့်ခွဲမွေးဖို့ပြောပေမဲ့အဲ့တော့အလုံးမှာဘိုက်ကအမာယူရှိရင်အဆင်မပြေတာကြောင့်အိုင်းကသူ့ကျမ်းမာရေးကောင်းကြောင်းပြောပြီးရိုးရိုးမွေးဖို့ပဲဘောတူလိုက်ရပါတယ်။ဂိုရူရှိတဲ့စိတ်ယုံမှာပဲအိုင်းကအချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာခဲ့ပြီးတော့မွေးဖားရမယ့်အချိန်ကိုရောက်ရှိလာပါတယ်။အိုင်းမမွေးဖားခင်နာရီပိုင်းလို့ဂိုရူကစိတ်ယုံနီးမှာရှိတဲ့သူ့ရဲ့အိမ်ကိုပြန်ဖို့အတွက်လမ်းလျှောက်ထွက်လာတဲ့အချိန်ဟိုရှိနိုအိုင်ရဲ့ဆရာဝန်လားဆိုပြီးတော့လူတစ်ယောက်မေးလာပါတယ်။အိုင်းကနာမည်2သုံးထားတာကြောင့်ဒီလူဟာနာမည်ရင်းုံသိတဲ့အပြင်မျိုးရိုးနာမည်ပါသိနေတာမို့အိုင်းရဲ့တိုက်ဆိုင်သူလားလို့မေးလိုက်တဲ့အခါအဲ့ဒီလူကထပ်ပြေးသွားပါတယ်။ဂိုရူကလည်းစတော့ကာလို့ထင်ပြီးပြစ်လိုက်သွားပေမဲ့တောင်ဆောင်တဲ့နေရာမှာမျက်ခြေသက်သွားခဲ့ပါတယ်။ကျော်တရဲ့အဲ့ဒီလူကအနောက်ကနေတွန်းလိုက်တာကြောင့်ဂိုရူဟာတောင်ပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်။ဂိုရူဟာတောင်ပေါ်ကနေတွန်းချခံလိုက်ရတာကြောင့်ခေါင်းကလည်းတွေးထွက်နေပြီးမျက်လုံးထဲမှာဆရီနာကိုမြင်နေရတဲ့အပြင်အိုင်းကိုကလေးမွေးပေးရမယ်ဆိုတဲ့အသိရှိနေခဲ့ပေမဲ့တိတ်ထက်လွန်နေတာမို့ဂိုရူဟာအဲ့နေရာပဲသိဆုံးသွားခဲ့ပါတယ်။ဆေးရုံကိုဂိုရူမရလာခဲ့တာကြောင့်တခြားဆရာဝန်ရဲ့အကူအညီနဲ့ပဲအိုင်းကကလေးနှစ်ယောက်ကိုကြကြမမနေမဖွင့်နိုင်ခဲ့ပါတယ်။ဂိုရူဟာသိဆုံးသွားတော့မြဲပြီးရောက်နေမှထင်ထားပေမဲ့သူတွေးလိုက်ရတာကအိုင်းဖြစ်နေပြီးအားကြောင့်မသိအိုင်းရဲ့ကလေးအဖြစ်ဝင်စားနေပါတယ်။အရင်ဘွားကမညက်တွေလည်းရှိနေခဲ့ပြီးတော့သူ့နာမည်ကဟိုရှိနိုကာယာမရိုင်းဖြစ်နေပြီးသူနဲ့အတူမွေးလာတဲ့သူ့အမွာညီမနာမည်ကတော့ဟိုရှိနိုရူဘီပဲဖြစ်ပါတယ်။အိုင်းကကလေးနာမည်တွေကိုတလဲခေါ်နေတဲ့အချိန်ဥက္ကဋ္ဌကဝင်လာပြီးဒီညတရိတ်ထလို့မဲ့အစီအစဉ်အတွက်အိုင်းကိုပြင်ဆင်ဖို့ပြောလိုက်ပါတယ်။အိုင်းကကလေးတွေကိုဂျေကူမဲနေရာတီခေါ်သားချင်ပေမဲ့အဲ့တော့ဖြစ်တဲ့အပြင်အသက်က16ပဲရှိနေသေးတာမို့ကလေးမွေးတာနဲ့ပတ်သက်ပြီးလူသိခံလို့မရပါဘူး။လူတွေတတိထားမိခဲ့ရင်လည်းအိုင်းနဲ့အေဂျင်စီတို့ကနာမည်ပြတ်သားမှဆိုတာကြောင့်ကလေးတွေကိုဥက္ကဋ္ဌရဲ့အကလေးအဖြစ်ပဲအသိပေးထားမှာပါ။အချာကင်ရောဟာဆရာစတော့မှာကြောင့်အိုင်းကိုပြင်ဆင်ဖို့ပြောလိုက်တဲ့အချိန်အကွာယာကအိုင်းရဲ့အင်ဂျီကိုဆွဲထားတာမို့ရေသားပုံလို့တော့ဖြစ်သွားသေးတယ်။အိုင်းမှာကြံခဲ့တဲ့အကွာယာကအိုင်းရဲ့အစီအစဉ်ကိုကြည့်ဖို့အတွက်သူ့ကိုယ်သူတီဗီထောက်ဖွင့်လိုက်ပါတယ်။နေ့တည်းအတော်ကြောင့်မှပြန်ပေါ်လာတဲ့ဘီကူမာချီအဖွဲ့ကိုဂျေကူကြီးအဖွဲ့သားတွေကဝေဖန်ဘက်ခတ်ပြောဆိုနေကြတဲ့အချိန်ဘီကူမာချီရဲ့ဖြုတ်ပြမှုနဲ့အတူအိုင်းရဲ့လှုပ်ရှားချက်တွေကိုမြင်နေရတာကြောင့်အံ့ဩသွားခဲ့ပါတယ်။အိုင်းမှာကြည့်နေတဲ့အကွာယာကလည်းဒီလိုမျိုးအိုင်းကိုအနီးကပ်မြင်ကျင်းခွင့်ရတာကြောင့်သူ့ကိုတက်တောက်ခဲ့တဲ့သူကိုတောင်ကျေးဇူးတင်နေခဲ့ပါတယ်။
အိုင်းကိုတာမန်ကလေးတွေရစေချင်ပေမဲ့လူဝင်စားတဲ့သူဟာအကွာရတယောက်တည်းမဟုတ်ပဲသူနဲ့တူမွေးလာတဲ့သူ့အမညီမရူဘီလည်းအပါဝင်ပါပဲရူဘီဟာနုံနုံချင်း TV ရှက်အကွာရဘီနောက်ဝင်ထိုင်ပြီးတော့အိုင်းကဘလောက်ချစ်ဖို့ကောင်းကြောင်းပြောနေပြီးအစီအစဉ်စားရတော့မနိုးပေးတဲ့အကွာရကိုလည်းအပြစ်တင်နေပါသေးတယ်ရူဘီဟာအရင်ဘွားကအိုင်းရဖန်ဖြစ်ပြီးတည်ဆုံသွားခဲ့ပြီးတော့အကွာရလိုမျိုးပဲအိုင်းရကလေးအဖြစ်လူဝင်စားလာတာပါအကွာရဒီလိုမျိုးတိခရတာကလည်းလွန်ခဲ့တဲ့ညကလူတွေအိတ်နေတဲ့အချိန်လိုင်းပေါ်မှာအိုင်းမကောင်းကြောင်းပြောနေတဲ့လူတွေကိုရူဘီကလိုက်ဆဲနေတာကိုမြင်ခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်အိုင်းရဲ့အစီအစဉ်ကိုလည်းဂူရူကိုတက်ခဲ့တဲ့လူကကြည့်နေပြီးတော့အိုင်းကိုလှည့်စားတဲ့လူတွေမှလို့ချိန်ဆနေပါတယ်အရင်ပေါ်မညံရှိခဲ့တဲ့အကွာရကအိုင်းတိုက်တဲ့နှုတ်မတောက်နိုင်တာမို့နိုဘူးကိုပဲတောက်ပြီးရူဘီကတော့အိုင်းရဲ့နှုတ်ကိုစုနေပါတယ်အဲ့ဒီချိန်ဥက္ကရာကအလုပ်လုပ်ဖို့အတွက်အိုင်းကိုလာခေါ်သွားခဲ့ပါတယ်ဟိုကြံခဲ့တဲ့အကွာရကရူဘီကိုနှုတ်မဆိုးဖို့ပြောပေမဲ့ကလေးတယောက်ဟာမိခင်ရဲ့နှုတ်တောက်တာကသဘာဝပဲဖြစ်ပြီးသူ့ရင်ပွားမိန်းကလေးဖြစ်တဲ့အကြောင်းရူဘီကပြောပြလိုက်ပါတယ်မီယာကိုကကောင်းလေးချောချောလေးတွေနဲ့အလုပ်လုပ်ရမယ်ထင်ပြီးဥက္ကရာကိုလက်ထပ်ခဲ့ပေမဲ့ကလေးတရဲ့ကိစ္စလုံးနေရတာကြောင့်သူ့ကိုယ်သူမကြမနဲ့ဖြစ်နေပါတယ်အဲ့ဒီချိန်မကောင်စိတ်တွေဝင်လာပြီးတော့အိုင်းရဲ့တည်င်းတွေကိုရောင်းစားဖို့အတွက်ဝေးစည်းရေးတွေကိုတပ်ပုံရိပ်ယူနေပါတယ်ဒါကိုမြင်နေရတဲ့အကွာနဲ့ရူဘီကလည်းတာပို့ထက်စပယ်ပေါ်တက်ပြီးတော့သူတို့ကဖျားရဲ့တမန်တော်တွေဖြစ်တဲ့အကြောင်းမီယာကိုစကားလမ်းပြောလိုက်ပါတယ်မလာသားရဲ့တာရှိတဲ့ကလေးကစကားပြောတာကြောင့်မီယာကိုကလည်းမယုံကြည်နိုင်ဖြစ်နေပြီးပရန်လုပ်တဲ့အစီအစဉ်ရကူးနေရလို့ထင်နေပါတယ်ရူဘီကလည်းသူကနေနဲ့ဖျားလူဝင်စားဖြစ်တဲ့အပြင်ဖြော်ပြရေးနဲ့ဖျားရဲ့သမီးတော်ဖြစ်တဲ့အိုင်းရဲ့လှုပ်ဝက်ချက်ကိုထိန်းသိမ်းထားပေးမယ်ဆိုရင်လှုပ်ချောတဲ့ကောင်လေးနဲ့အတူဒုတိယအိမ်ထောင်ပြုတ်နေမှာမို့တကယ်လို့ဖော်ထုတ်လိုက်မယ်ဆိုရင်တော့ပိန်မယ်လို့ပြောလိုက်ပါတယ်ပိန်မယ်ဆိုတဲ့စကားကိုကြားလိုက်ရတာကြောင့်ကြောက်သွားခဲ့ပေမဲ့လှုပ်ချောတဲ့ကောင်လေးနဲ့အတူဒုတိယအိမ်ထောင်ဆိုတဲ့စကားကိုပါထပ်ကြားလိုက်ရတာမို့မီယာကိုကလည်းပျော်သွားပြီးတော့အိုင်းရဲ့လှုပ်ဝက်ချက်ကိုထိန်းသိမ်းပေးခဲ့ပါတယ်ရူဘီလက်စားတော်မြင်ခဲ့ရတဲ့အကွာရလည်းအရင်ဘွားကတယောက်ဆောင်ဖြစ်မဲ့လို့ထင်ခဲ့ပေမဲ့ရူဘီရဲ့အရင်ဘွားကဆယ်ရီနာဖြစ်ခဲ့တဲ့ဆိုတာကိုတော့အကွာတယောက်မသိခဲ့ရပါဘူးဘီကမာဂျီအဖွဲ့ပြန်ပေါ်လာတာကလက်အနှဲငယ်လောက်ရှိပေမဲ့အသေးစား AGC ဖြစ်နေတာကြောင့်ထင်တယ်လို့အမြတ်ကရမနေပါဘူးကလေးနှစ်ယောက်ကိုပညာကောင်းသိမိချင်တဲ့အိုင်းကပတ်စံရှိမှပဲအဆင်ပြေမှာပါအေတိုရီယာရဲ့လစာကတကူတော့အဆိုတော်ရဲ့လစာနဲ့ရှင်အတော်လေးကိုနည်းပါတယ်အဲဘန်ကရောင်းရင်ကောင်းရင်တော့မှရေကူးရေးတက်သုံးထားတဲ့အသုံးစရိတ်နဲ့ဝတ်စားဖို့တွေကိုလည်းနှုတ်ထားရပါသေးတယ်ကြံခဲ့တဲ့ငွေတွေကိုတော့ AGC နဲ့ဖွဲ့သားတွေကခွဲယူရတာကြောင့်လစာအတော်လေးကိုနည်းပါတယ်တကူတော့အဆိုတော်ရဲ့လစာကပိုရလို့အဖွဲထဲကထွက်ပြန်ရင်လည်းတယောက်တည်းဖြစ်တာကြောင့်အလုပ်ရဖို့အတွက်တော်လေးကိုရှားပါတယ်အဲ့တော့ဖက်တဲ့ထွက်ခဲ့တဲ့သူတွေကလည်းအလုပ်အပ်တဲ့သူမရှိတာကြောင့်အစိမ့်မြတ်စားတော့ဆိုင်မှာအချိန်ပိုင်လုပ်တဲ့သူနဲ့ပတ်စံယူပြီးအရွက်တွဲထောက်ပေးတဲ့အဲ့တော့ဟောင်းတွေဖြစ်လာကြတာပါအိုင်းကဖျော်ဖြေရေးလောကကိုတယောက်တည်းထုတ်ပေါက်ချင်တော့ဒီခမကြီးကိုအလောက်အပ်တာမျိုးမဟုတ်ပဲအိုင်းတယောက်တည်းကိုပဲအပ်တဲ့အလုပ်ရှိမှပဲအဆင်ပြေမှာပါနန်းနာလိုအိုင်းတယောက်ဖုန်းသုံးနေတဲ့အချိန်အပြုံးနေအတက်မပါဘူးဆိုတဲ့ comment တစ်ခုကြောင့်စိတ်တွေတွေးသားခဲ့ပါတယ်ဒီခမကြီးဖျော်ဖြေမဲ့ရှိုးဘက်ကိုကလေးနှစ်ယောက်ကတောင်းဆိုတာကြောင့်မီယာကိုကခေါ်သွားရပြီမဲ့ဥက္ကဋ္ဌတီသွားရင်တော့အဆူခံရမှာပါအဲ့ဒါကြောင့်လူတီထားမိအောင်ထူးထူးဆန်းဆန်းတွေမလုပ်ဖို့အတွက်ကလေးနှစ်ယောက်မှနေရပါတယ်ဒီလိုနဲ့ဘီကိုမာဂျီဖွဲ့စားဖက်ပြတော့တချင်းစုနေပြီမဲ့အိုင်းဆိုင်ထဲမှာအပြုံးနေအတက်မပါဘူးဆိုတဲ့စကားကိုပြန်ကြားနေပါတယ်အဲ့ဒီအချိန်မှာပဲထူးထူးဆန်းဆန်းနဲ့မလုပ်ဖို့မှာထားတဲ့ကလေးနှစ်ယောက်ကလက်စ်တစ်နှချောင်းကိုစီနဲ့ရှယ်ကနေရာကိုအိုင်းကမြင်သွားတော့အပြုံးနေရာပြန်ပြီးတောက်ဖလာခဲ့ပါတယ်ကလေးနှစ်ယောက်ရှယ်ကနေရာဗီဒီယိုကိုလိမ့်မော့တင်နေတာကြောင့်ကြည့်ရှုသူကနှစ်တန်းပြစ်သွားပြီးကလေးကိုခေါ်သွားတဲ့မီယာကိုကလည်းအခရဆိုတာခံနေရပါတယ်ဒီလိုနဲ့တနေ့ကြာလာတော့ကလေးနှစ်ယောက်ကလည်းအရွယ်ရလာခဲ့တယ်လို့အိုင်းကိုခေါ်ယူတဲ့အလုပ်တွေကပို့ပြီးတော့များလာခဲ့ပါတယ်ဇလန်ရိတ်ကူဖို့အတွက်သွားနေတဲ့လမ်းပေါ်မှာအိုင်းကိုအမေလုံးမခေါ်ဖို့အတွက်မီယာကိုကကလေးနှစ်ယောက်မှနေပါတယ်ရေကွင်းကိုရောက်တော့ကလေးနှစ်ယောက်ကရေကွင်းကလူတွေဝန်းချစ်တာခံနေရပြီးအကွာရစိုက်ပင်ပန်းတို့အပြင်ထွက်လာတဲ့အချိန်ဒရိုက်တာနဲ့ညနေချင်းဆိုင်တွေ့ပါတယ်ဒရိုက်တာကရေကွင်းကိုပြက်စီးအောင်လုပ်မယ်ဆိုရင်မောင်းထုံးပလိုက်မယ်လို့ပြောတော့အကွာရကသူဟာရေကွင်းစီးမြုံတီကြောင်းနဲ့သူတို့အေဂျင်စီရဲ့အိုင်းကိုစောက်ရှောက်ပေးဖို့တတောင်းမှန်မှန်နဲ့ပြန်ပြောနေပါတယ်အကွာရပြောစကားကိုကြားလိုက်ရတဲ့ဒရိုက်တာကလည်းအောင်းသွားတာကြောင့်စကားတက်ပြီးတော်တဲ့အကွာရကိုကလေးသေးဆောင်လုပ်ဖို့အတွက်ကန့်လန့်ခဲ့ပြီးသူရဲ့လိပ်စာကတ်ကိုပေးလိုက်ပါတယ်အကွာရကလည်းသူ့ကိုအလုပ်မပေးပဲထိတ်တိုင်းအိတ်တော်ဖြစ်တဲ့အိုင်းကိုအလုပ်ပေးဖို့ပြောတော့ဒရိုက်တာကထိတ်တိုင်းအိတ်တော်ဖြစ်ုံနဲ့နမရတယောက်ဆောင်ဖြစ်လာဖို့ကမလွယ်ကူကြောင်းဆိုလာပါတယ်ဒါပေမဲ့လည်းအကွာရကအိုင်းကိုယုံကြည်ဖို့အတွက်ဒရိုက်တာကိုပြောလိုက်ရင်ရေကွေးဆက်တင်နေပါတယ်ဇလန်ရိတ်ကူပြီးတဲ့နောက်ထုတ်လိမ့်မဲ့အချိန်ကိုရောက်လာပါပြီအိုင်းပါတဲ့အခန်းကိုကြည့်ဖို့အတွက်ကလေးနှစ်ယောက်နဲ့အတူအိုင်းကလည်းဇလန်ကိုကြည့်ခဲ့ပါတယ်ဇလန်ကိုပြီးအောင်ကြည့်ခဲ့ပေမဲ့အိုင်းပါတဲ့အခန်းဖျက်ချောင်ယူလေးပဲပါလာခဲ့ပါတယ်အိုင်းကသူတရုပ်ဆောင်မကောင်းလို့အခန်းပြတ်ခံရတယ်လို့ထင်နေပြီးအကွာရကဒရိုက်တာကိုဖုန်းဆက်ပြီးတော့အိုင်းကိုထည့်မသွင်းတဲ့အကြောင်းရင်းကိုမိလိုက်ပါတယ်ဒရိုက်တာကလည်းအိုင်းပါတဲ့အခန်းအရန်ကောင်းလို့ထည့်သုံးကြည့်ပေမဲ့ခေါင်းဆောင်မင်းသမီးရဲ့အေဂျင်စီကမင်းသမီးထက်အိုင်းကပိုချစ်ဖို့ကောင်းလို့နေတာကြောင့်အိုင်းပါတဲ့အခန်းကိုတက်နေတလားဖျက်ချပေးဖို့တောင်းဆိုလာခဲ့ကြောင်းရှင်းပြလိုက်ပါတယ်အဲ့ဒီအစားအိုင်းကိုအလုပ်တိုးပေးစေချင်ရင်တော့အကွာရပါတရုပ်ဆောင်ရမယ့်အကြောင်းပြောပြီးကန့်လန့်လိုက်ပါတယ်ဒရိုက်တာကရုပ်ရှင်ကြောင်ရှင်းမှတ်နေတဲ့အချိန်အကွာရကသူ့ညီမရူဘီကသူ့ထက်တရုပ်ဆောင်ဖို့ခေါ်တာကြောင့်ထိတ်သုံးဖို့ပြောပေမဲ့ဒရိုက်တာကအကွာရကိုပဲလုပ်ချင်တာလို့ပြောလိုက်ပါတယ်အိုင်းနဲ့ရကူတဲ့ချိန်မှတူတော့ရူဘီကငိုနေတော့ဒီနေရာကရကွင်းဖြစ်ပြီးအပျော်ကစားဖို့ဆိုထွက်သွားလို့ကလေးတယောက်ပြောလိုက်ပါတယ်အဲ့ဒီကလေးနာမည်ကအရီမာကန်နာလို့ခေါ်ပြီးဆက်ဆက်ကန်အတွင်းငိုနေတဲ့ပါရမီရှင်ကလေးတယောက်ဆောင်ဖြစ်တဲ့အပြင်ဒီရုပ်ရှင်ရဲ့မင်းသမီးလည်းဖြစ်ပါတယ်အရင်ဇလန်ထက်မှာအိုင်းကတယောက်ဆောင်ညံ့လို့အခန်းထဲကပြက်ခံထားရအောင်ပြောပြီးလောင်နေတာကြောင့်အကွာရိုနှစ်ယောက်ကအရီမာကိုတတ်ချင်တဲ့စိတ်တွေထိန်းထားရပါတယ်ဒီလိုနဲ့ရက်ကွင်းစားတော့ကြောက်စရာကောင်းတဲ့ကလေးနေရာမှာအကွာရကအရီမာထက်ပိုတယောက်ဆောင်ကောင်းနေတာကြောင့်အရီမာကငိုပြီးဒရိုက်တာကိုပြန်ရိုက်ပြီးဖို့ပြောနေပါတယ်ဒရိုက်တာကအကွာရကိုတော်ကြောင်ချီးကျူးပြီးတယောက်ဆောင်လောကမှာကပါရမီရှင်ဆိုတဲ့စကားလုံးနဲ့ဂုံမောင်းနေမှာဆိုရင်တော့တဖြည်းဖြည်းနဲ့အလုပ်ငယ်သွားတတ်တဲ့အကြောင်းကိုပြောပြနေပါတယ်
ဒီလိုနဲ့သူပြန်ဝင်စားတာ3နှစ်ကြာပြီးတဲ့နောက်မှာအကွာတို့ရဲ့အခုခက်တဲ့ရုပ်ရှင်ကပေါက်သွားပြီးအိုင်ကအိုက်ဒေါတယောက်ဆောင်ဆိုတဲ့နာမည်ရခဲ့တာကြောင့်အလုပ်တရားများလာခဲ့ပါတယ်အကွာနဲ့ရူဘီတို့ကမူချိုတက်နေရပြီးမူချိုကစားခွင့်မှာအကွာကရူဘီရဲ့အရင်ဘွားကြောင့်မင်းနေပါတယ်အရင်ဘွားကအကွာအထက်သက်ငယ်နေရင်အနေခဲမှာဆိုလို့လည်းပြောလိုက်တာကြောင့်အရင်ဘွားကစရိနာဖြစ်ခဲ့တာကိုတော့အကွာမသိခဲ့ရပါဘူးကျောင်းကကာပွဲအတွက်အကလေးချင်းဖို့ပြောလာတော့ရူဘီလေးကပြစ်ထွက်သွားခဲ့ပါတယ်အရင်ဘွားကလမ်းနောက်ကောက်မရှောင်းနိုင်ခဲ့တာကြောင့်အကကားဖို့အတွက်ယုံကြည်ချက်ရှိမနေလို့ပါအခါခန်းထဲမှာရူဘီကတယောက်တည်းအရင်ဘွားအကြောင်းတွေးနေတဲ့အချိန်အိုင်းကဝင်လာပြီးတော့အကလေးချင်းနေတာလားလို့ဆိုလာပါတယ်ရှိုးပဲအတွက်အိုင်းကအကလေးချင်းနေတာကိုရူဘီကကြည့်နေရင်အနေထားမနေကြောင်ပြောပြီးလက်ကိုပုံမြင်ဖို့ပြောလိုက်ပါတယ်အရင်ဘွားကအိုင်းရဲ့ဗီဒီယိုတွေကိုအချိန်ပေါက်1000မကကြည့်ခဲ့တာကြောင့်လှုပ်ရှားမှုတိုင်းမမိနေခဲ့တာပါအိုင်းနဲ့အတူကလေးချင်းနေရင်ရူဘီကခဏခဏလဲကျနေတာကြောင့်ယုံကြည်ချက်ရှိနဲ့ကဖို့အိုင်းကပြောလိုက်ပါတယ်အိုင်းရဲ့အပေးစကားကိုကြားလိုက်ရတဲ့ရူဘီကလည်းအရင်ဘွားဆက်တန်ရန်ကနေရုံထွက်နိုင်ခဲ့ပြီးတော့အကနိုင်ခဲ့ပါတယ်ရူဘီကတရုတ်ဆောင်တာတော်ရဲ့ပြင်ကရလည်းကောင်းတာကြောင့်အကွာတယောက်အံ့ဩနေရပါတယ်။လမ်းပြေအများဆုံးဖုန်းပြောတဲ့နေရာမှာအိုင်ကကလေးနှစ်ယောက်ရဲ့အဖေသူ့ရဲ့ရီစာဟောင်းနဲ့ဖုန်းပြောနေပါတယ်။ကလေးတွေကအဖေဘယ်သူလဲဆိုတာမသိတာကြောင့်လာတွေးဖို့နဲ့ကလေးတွေကညံကောင်းတာမို့သူတို့နှစ်ယောက်ရဲ့အခြေအနေကိုနားလည်ပေးနေကြောင်းပြောပြီးအိုင်လိစာအစ်စ်ကိုပေးလိုက်ပါတယ်။အိုင်ရဲ့ follower ကတန်းကျော်လာပြီးအိမ်အစ်စ်ကိုပြန်လာခဲ့တာကြောင့်ဥက္ကဋ္ဌတို့ကဂုံပြူရက်တောက်နေခဲ့ပါတယ်။အိုင်ဒေါ်လာကမှတွေမဟုတ်ပဲတရုတ်ဆောင်လောကမှာပါအိုင်ကနာမည်ကြီးလာတာကြောင့်နောက်လာမယ့်အပတ်အမိုးကုန်းရှုပ်ပွဲမှာဖျော်ပြရတော့မှာပါ။အမိုးခုံရှိုးဘက်ကအိုက်ဒေါရဲ့အိမ်မက်ဖြစ်ပြီးကြီးရမဲ့ထင်ကိုတနေရာကိုတော့တော်ရုံနဲ့မရပါဘူး။ဖြေဖြေရေးဖက်မှာလည်းစစ်စစ်တင်းကြပ်တာတွေရှိပြီးအမိုးခုံနဲ့လိပ်ဖက်မဲ့အမှုပညာရှင်တွေကိုပဲရွေးချယ်ကြတာပါ။ရေးကြီးတဲ့အချိန်ဖြစ်တာမို့ကလေးပိနဲ့မတွေ့ဖို့ဥက္ကဋ္ဌကမာနေပြီမဲ့အိုင်ကမတွေ့ဘူးလို့ပဲလိမ်လိုက်ပါတယ်။အိုင်ကတစ်ချိန်လုံးအလိမ်ညာတွေပဲပြောခဲ့ရတာကြောင့်စိတ်ရင်းနဲ့ပြောတာလားလိမ်ပြီးပြောတာလားတော့ဝေခွဲမရဖြစ်နေခဲ့တာပါ။အိုင်ကချစ်တဲ့နေရာမှာညံ့ပေမဲ့လည်းပရိသတ်တွေကိုချစ်တယ်လို့ခဏခဏလိမ်ပြောနေရပါတယ်။ဥက္ကဋ္ဌကအိုက်ဒေါလို့ကန်လန်းလာတော့ကလည်းအိုင်ကလူမုံများတဲ့သူဖြစ်တာကြောင့်လူတွေကိုပြုံးပြပြီးလူတွေကိုပြောင်းအောင်လုပ်နေတဲ့အိုက်ဒေါအလုံးနဲ့မကိုက်ဘူးလို့တောင်တွေးလိုက်ပါသေးတယ်။အိုင်မအမေရှိခဲ့ပေမဲ့ခုံမှုနဲ့ထောင်ချသားတာကြောင့်မိဘမဲ့ကေဟာမှာနေခဲ့ရပြီးထောင်ကလွတ်လာတော့လဲအိုင်ကိုလာမခေါ်ခဲ့တာကြောင့်မိဘမဲ့ကေဟာမှာပဲကြီးပြစ်ခဲ့ရတာပါ။အိုင်ကသူ့ဘဝအမှန်တိုင်းဥက္ကဋ္ဌကိုပြောပြလိုက်ရင်အိုက်ဒေါအလုံးတက်မခေါ်ဘူးလို့ထင်တာပေမဲ့ဥက္ကဋ္ဌကအစီအမီကြောင်းပြောလာပါတယ်။လိန်နာကလည်းပါရီတမျိုးဖြစ်တာကြောင့်ပြည်သက်တွေလိုချင်တာကလည်းအလိန်ညာတွေပဲဖြစ်ကြောင်းပြောလိုက်ပါတယ်။တချို့အလိန်ညာတွေကနေအမှန်တရားပါဖြစ်လာနိုင်ကြရှင်းပြလိုက်တော့အိုင်ကအိုက်ဒေါလို့လက်ခံခဲ့တာပါ။အိုင်ကနှလုံးသားနဲ့ရှင်ဆုံးနေရာကနေချစ်တယ်လို့ပြောချင်တာကြောင့်ပြည်သက်တွေကိုချစ်တယ်လို့ခဏခဏလည်းပြောခဲ့ပါတယ်။ချစ်တယ်ဆိုတဲ့စကားကိုခဏခဏလိမ်ပြီးပြောနေရတာကြောင့်သူမိထားတဲ့ကလေးနေရာကိုစိတ်ရင်းနဲ့မဟုတ်ပဲလိမ်ပြီးပြောမိမှဆိုတာကြောင့်အခုချိန်ထိချစ်တယ်လို့မပြောဘူးသေးပါဘူး။မူကုံရှုပ်ပဲမစားခင်ရပိုင်းလို့အိမ်ရှိပဲညီလာတာကြောင့်အိုင်ကတကားတော့ဖွင့်ခဲ့ပါတယ်။တွေ့ရတာကပန်းစင်းတဲ့လူတစ်ယောက်ဖြစ်ပြီးရှုပ်ပဲအတွက်ကွန်ပျူတာပြောရင်အိုင်ရဲ့ဘက်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။ဒီမြင်ကူမြင်ရတဲ့အကွာကလည်းအိုင်နောက်အပြေးသွားတဲ့အချိန်ဓာတ်နဲ့ထိုးလိုက်တဲ့လူကအိုက်တော့ဖြစ်ပြီးကလေးမွေးတာကြောင့်ပြည်သက်ကိုသစ္စာဖောက်တဲ့အပြတ်မဆိုပြီးကျိန်ဆဲနေပါတယ်။ချစ်တယ်ဆိုတဲ့စကားကိုခဏခဏလိမ်ပြောပြီးနောက်ကမှပြည်သက်ကိုလောင်နေတာမလားလို့ဆွဆွလိုက်တော့အိုင်ကသူဟာမယူမသားမဖြူစင်ပေမဲ့သူ့အတွက်အလိမ်ညာတွေကအချစ်ပဲဖြစ်တာကြောင့်ပြည်သက်ကိုပြုံဖို့အတွက်သူဟာလိမ်ခဲ့ရကြောင်းပြောပြလိုက်ပါတယ်။ဒါနဲ့ထိုးလိုက်တဲ့လူကလည်းသူ့ကိုယ်တော်မမက်မိပဲနဲ့အသက်မခံရဖို့အတွက်ထပ်ပြီးလိမ်နေတာမလားဆိုပြီးဆွဆွပြောဆိုနေပါတယ်။လက်စနှုတ်ဆက်ပွဲတွေကိုခဏခဏလာပြီးဂျပန်ဇန်လက်ဆောင်တွေကိုပေးတယ်လော့စကေကွန်မလားလို့မေးလိုက်ပြီးနာမည်တွေကိုတိတ်မမှန်းနိုင်တာမို့နာမည်မခိုင်နဲ့တောင်းပန်ကြောင်းအဲ့အပြောလိုက်ပါတယ်။မထမထားတဲ့စကားကိုကြားလိုက်ရတာကြောင့်အဲ့ဒီလူကအံ့ဩသွားပြီးတော့ဓာတ်ခုတ်လွတ်ချလိုက်ရင်ထွက်ပြေးသွားပါတယ်။အကွာကလည်းအရေးပေါ်ကောက်ဖုံးဆက်ခွန်နေပေမဲ့ဒါနဲ့ထိုးခင်းလိုက်ရတာကဝန်ပိုက်ပင်မှာတေကြောဖြစ်နေတာကြောင့်သူရတလက်ဟောစီချနေပါတယ်။အိုင်ကအကွာရကိုဒဏ်ရာရတသေးလားလို့မေးရင်ဖတ်ထားလိုက်ပြီးတော့တကားတစ်ဖက်မှာရှိနေတဲ့ရူဘီကိုကြောင်းကောက်ပွဲမှာတော်ကြောင်ချီးကျူးနေပါတယ်။အနာဂတ်မှာအကွာရကတယောက်ဆောင်ဖြစ်လာပြီးတော့ရူဘီကလည်းအဲ့တော့ဖြစ်လာမှလားဆိုပြီးကလေးနှစ်ယောက်မေးနေပါတယ်။အကွာနဲ့ရူဘီကိုကြောင်းလိုက်အိမ်နဲ့မြင်ချင်အောင်ပြောပြီးတော့အနာဂတ်မှာအဲ့တော့ဖြစ်လာမဲ့ရူဘီနဲ့အတူစီမမဖြောပြင်းရှင်တဲ့စိတ်ကိုရှိတဲ့အကြောင်းပြောပြလိုက်ပါတယ်။နောက်ဆုံးမှာတော့အကွာနဲ့ရူဘီကိုချစ်တယ်လို့ပြောပြီးဒီစကားအမှုသားမဟုတ်ခဲ့တာကြောင့်ပြောဖို့တော့ကြောက်သွားခဲ့လို့လဲတောင်းပန်ရင်းနဲ့ပဲအိုင်ဟာသွေးထွက်လွန်ပြီးတော့အဲ့ဒီနေရာမှာပဲတည်ဆုံသွားခဲ့ပါတယ်။အိုင်တည်ဆုံသွားတဲ့တဲ့င်းကတနအီတွင်းပြန့်နှံ့သွားပြီးဒါနဲ့ထုတ်ခဲ့တဲ့လူကတက္ကသိုလ်ကျောင်းသားဖြစ်နေခဲ့ပြီးတော့လှုပ်ကြွမီနောက်ပိုင်းကိုအဆုံးစီသွားခဲ့ပါတယ်။အမိုးကုန်းရှုဘက်ကလည်းရက်ရှက်လို့ရပြီးတော့အိုင်နဲ့ပတ်သက်တဲ့ကောလာဟာတွေကပြက်လက်နေတာကြောင့်ရူဘီကဒေါသထွက်နေပါတယ်။နင်းပိုက်တဲ့ဆိုတဲ့တဲ့င်းကြောင့်ပဲအိမ်လှုပ်ကြံခံရတဲ့တဲ့င်းကလည်း3ရက်သာကြာလိုက်ပါတယ်။အိုင်ရဲ့ဇာပနာပွဲကျင်းပပြီးတဲ့နောက်မှာကြံခဲ့တဲ့ကလေးနှစ်ယောက်ကတော့အေဂျင်စီရဲ့ဥက္ကဋ္ဌနဲ့မီယာကိုတို့ကပဲမွေးစားလိုက်ပါတယ်။လှုပ်ကြံခဲ့တဲ့လူကအကွာရရဲ့ရင်ပွားဂိုးရကိုတက်ခဲ့တဲ့လူဖြစ်ကြောင်းအကွာရတယောက်တည်ရလိုက်ပါတယ်။အိုင်တက်တဲ့စီးရုံကိုတည်တဲ့အပြင်အစ်စ်ပြောင်းလာတဲ့အိမ်လေးစာကိုတည်တယ်။ဒီတက္ကသိုလ်ကျောင်းသားရဲ့နောက်ွယ်မှာတယောက်ရှိနေပြီးအဲ့ဒီလူကလည်းအိုင်နဲ့အရန်နီးကက်ခဲ့တဲ့သူတို့ရဲ့အဖေဖြစ်နေကြောင်းကိုတွေ့လိုက်မိပါတယ်။အကွာရကသူတို့အဖေဟာအမှုပညာတော်ကပဲဖြစ်နေတာကြောင့်သူတို့အဖေကိုရှာဖို့အတွက်ဒါရိုက်တာစီမှာပညာသင်ချင်ကြောင်းပြောလိုက်ပါတယ်။နေပေါင်းများစွာကြာပြီးတဲ့နောက်အကွာနဲ့ရူဘီကလည်းအလဲတန်းတက်ရတဲ့အရွယ်ရောက်လာပြီးအကွာရရဲ့လက်စားချေတဲ့ပွဲစတင်ခဲ့ပါတယ်။